အားလုံးပေါင်းသားသမီးက4ယောက်ရှိတယ်ကျန်တဲ့2ယောက်ကတည်တယ်အခုကျတော့ဓာတ်သူ4ယောက်ပဲရှိသူကတိုက်ဖြစ်တယ်ကျမအခုရက်ကွက်ထမ်းမှာအဝတ်လျှော်တယ်မီးပူထိုးတယ်ကြာပန်းလုပ်တယ်ကျမခိုင်းတာအကုန်လုပ်တယ်ဒီလမ်းကပေါ်ရောက်တာတော့2နှစ်ကျော်3နှစ်ထမ်းမှာပေါ့ကိုကြီးရောက်ခါသားတော့ကတော့အဲ့လိုပဲရံဖြစ်လိုက်ပြီးတယ်ဟိုအိမ်ရှိကိုအညာသားတွေကသူကတဲ့မိဘတွေရှိသေးလားပါလားဆိုတော့မေးတာပေါ့အကိုကြီးကျမလည်းမိဘတော့သူကတပားတော့ကြံသေးတယ်တပားတော့တည်သွားပြီပေါ့အိမ်လဲကြာလဲကြာကိုကျမတို့ကရံလောက်တာအဲ့ဒါသူ့မိဘအတင်းကိုပြောတယ်ဆိုပြီးတော့ကျမတို့ကရံနေဖြစ်တာကိုကြီးရံဖြစ်တော့တက်ပုတ်ခါပေါ့နားရပါရိုက်အဲ့လိုဖြစ်အဲကျွန်တော်ဆဲလို့ဆိုတော့ထားကြတယ်အမေဘက်ကပဲပါတယ်ဖေဘက်ကတော့မပါဘူးအမေဘက်ကဆိုအမေဟိုနားတွေပါကြိုက်တယ်ဆိုရင်စီးသွားဝယ်ပြီးတယ်အမေခိုင်းတာတော့လုပ်ပြီးတယ်ကျွန်တော်ရံဖြစ်ပြီးတော့ကျွန်တော်ကလေးတွေကတယောက်တစ်ခွဲရှောက်သွားတယ်ဟိုကလေးကငုံကြီးတယ်ကလေးကရှိတယ်အဲ့ဒါမျိုးတမင်းလေးတခါလေးကြာတော့ပြောဖေးကိုမချေဘူးဖေးကရက်တော့တယ်မင်းလေးရံဖြစ်တယ်အဲ့ဒါတော့ပြောပါတယ်ငါတမီးလေးကဒီလိုပြောရပါလားဒီတော့တပည့်ခံထားတော့တယ်နော်ဒါနဲ့ပတ်ဝန်းကျင်တော့ခေါ်ပြောတယ်ဒါဒီလိုလေးလူကင်ပေါ့ရဲတော်တယ်မကြဘူးမိမကလည်းတောင်မရိုက်နဲ့ပေါ့မကောင်းဘူးပေါ့ဒီမှာသားမိထားကြည့်မှရိုက်တာမကြိုက်ဘူးပေါ့မင်းမော်သားလေးရောဒီနေ့လေးတဲ့ဆောင်ဝက်ဖြေထားရနော်ဖြေထားတယ်အောင်ရင်ကျောင်းဆက်ထားမှာပေါ့ဆက်ထားမယ်အေးပေါ့ဆက်ထားပါခလေးကအဲ့ဒီဆိုကဲအခွင့်မှာလောက်တော့ပေါ့နော်ရံဖြစ်လို့ရှိရင်ကျမသူ့သွားတိုင်းတာပေါ့သူ့သွားပြီးအကျိုးကြောင်ပြောတာပေါ့ကျောင်းသားတဲ့လူအောင်မထားကျမတို့ကဲအဖွဲ့ကပြုလုပ်တဲ့ဒီအသိပညာပေးဆွေးနွေးပွဲတွေကျမတို့အတိပတိတွေမှာပေါ့နော်အမျိုးသားနဲ့ညှိနှိုင်းမှာပေါ့နော်ကျမသူ့ကိုအဲ့ဒီလိုမျိုးပဲတိုက်တွန်းပါတယ်ပေါ့နော်နောက်ဆုံးအဆင့်ကျမတို့ညှိနှိုင်းရင်းနဲ့ပဲသွားကြမယ်ဆိုပြီးကျမသူ့မျိုးသူအဲ့လိုပဲပြောခဲ့ပါဘူး။အဲ့ဒါမလာရောသူတို့ပြောတဲ့စကားတွေကိုလေကိုကနားထောင်တာပေါ့နော်။နားထောင်တာသူပြန်လာလို့ရှိရင်ပြန်ပြောသူအဲ့လိုပြန်ပြောတော့တို့ဒီလိုဖြစ်နေလို့ရှိရင်ခလေးတွေလည်းဒုက္ခရောက်မယ်ပေါ့နော်ခလေးနောက်ဆက်တွဲတွေဒုက္ခရောက်မယ်အရေးယူမယ်ဆိုရင်ရှင့်မှာအပြစ်ကြတယ်ပေါ့နော်အဲ့ဒီအပြစ်ကိုလည်းခံယူရမယ်ပြီးလို့ရှိရင်အမျိုးသမီးနဲ့ရှင်မိသားစုနဲ့ကွဲကွာမယ်ပြီးရင်ခလေးတွေလေလွင့်မယ်နောက်ဆုံးပျက်စီးဆုံးရှုံးမယ်ခလေးတွေလူကုန်ကူးခံရတာမျိုးတွေနောက်ဆုံးအသက်စေဆုံးတဲ့အထိဖြစ်သွားမယ်ဆိုရင်ရှင်ခံစားနိုင်ရဲ့လားလို့ကျွန်မမေးတယ်မေးတဲ့အခါကျတော့ तू မခံစားနိုင်ဘူးတဲ့ကိုယ်ဒေါသဖြစ်လို့တာပြောလိုက်ဆိုတော့ဒါပဲကိုယ်စိတ်ထဲတော့ဘယ်ကောင်းမလဲအဲ့တော့အဲ့စိတ်ထဲမှာငါလွတ်ဆက်လုပ်နေလည်းမကောင်းတော့ဘူးပုံစံမျိုးကိုယ်စိတ်ထဲကိုယ်အတွေးနဲ့ကိုယ်တော့ဆုတ်ပြလိုက်တာတူတယောက်ဆက်ပါကြအရင်တော့ရဖက်တဲ့ပုံစံကတော့ကလေးတွေကကိုနာအစာမနေရှင်ဘူးပေါ့နော်ရဖြစ်နေတာဦးမိသားစုဥစ္စာတွေဒါသမီးတွေရဖြစ်တယ်တာမီးရမနေရှင်တော့အခုကျမှတိုက်တဲ့ဝင်ဝင်အခုလိုပြောဒီဖွင့်ကဆက်ပန်ညာဖွင့်လို့ဖွင့်ပြီးရမဖြစ်တော့ဘူးမကြိုက်တော့ဘူးဆိုတော့ကိုဘိုကကောင်းတာပေါ့ကိုရဲ့အငယ်စားဟဲ့ပြောတယ်ဟိုကိုမိသားဒီလိုစီစီကြီးလုံးလုံးနဲ့နေရဆိုတော့ကိုစိတ်ထဲမှာရမ်းပျော်ရှိတယ်ပေမန်းတဲ့နေရာမှာဆိုတော့ကိုအလားလေးတွေ့နေပျော်နေတယ်Kali ambil yuk ke beda. Ada si
ကျွန်တော်လည်းတာသမီရှိတယ်သူများကလည်းတာသမီရှိတယ်လေတာသမီရှိတဲ့အတိုင်းတာမှာကျွန်တော်တို့ရန်ဖြစ်ပြီးတော့ရိုက်တာနှိုက်တာဖြစ်မှာဆိုတော့ဘယ်လိုပြောပြချင်တာတွေ့ကြည့်တော့ဗောနောင်လည်းကိုလိုများလည်းမဖြစ်စီစဉ်ဘူးနော်ဒီလိုရိုက်တာပို့တာပေါ့နော်ကိုရှိမှလည်းမမြင်ဘူးပေါ့